စေကန်းပို့ပေးမှာမေမေကဘာဖြစ်လို့ချောင်းစိုးနေလို့လားအော်ဒီကားနဲ့မေမေကလိုက်ရမှာလားဒီကားနဲ့မေမေလေးအော်အေးတရကားမောင်းတက်လားအနောက်ကလိုက်ရမယ်โอเคမေမေလိုက်မယ်နော်အော်မေမေတက်ရမယ်အော်ဟုတ်ကဲ့တေချာမောင်းပြပါအောင်မေမေကိုကားမောင်းမယ်ဆိုတော့အကိုကြီးဘာလေးတင်ပါအော်အေးတင်အော်ထောက်ကဘာမှတော့အထုပ်တွေတင်ရောမယ်အထုပ်တွေတင်အောင်မယ်အေးလောအထုပ်တွေအထုပ်တွေတင်ရောမယ်ညာတွေတင်ရောမယ်ငါတွေကိုကဘာကားတော့အထုပ်တွေညာတွေတင်ရောမယ်